ကိုကင်းနီလာမကြိုးစိုးပါရရှင်ဒီနေ့ဝက်ကုန်းမောင်ကြီးကျော်နီးလေးကြော်ပြမှာဖြစ်ပါတယ်ကျော်နီးလေးကလည်းရမ်းကိုလွယ်ကူပါတယ်နော်ဝက်သားကိုတော့ဒီမှာ90သားအသုံးပြုပေးထားပါတယ်အသားလေးတွေကိုကိုလိုသလိုစိုက်ကလေးတွေလှိဖြတ်ပေးထားမယ်ပြီးတာနဲ့ရတာလေးတွေစပြီးတော့နေပေးပါမယ်စားလေးနဲ့ငယ်ထည့်ပါတယ်ကြက်သားမုတ်ထည့်တယ်အနံ့လေးမှုေးအောင်လို့ငရုတ်ကောင်းမုတ်လေးထည့်ပေးတယ်ပဲငပြာရဲ့ကျဲကိုဒီမှာထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ထည့်ပေးပါတယ်အသားလေးကိုရတာလေးတွေဝင်သွားအောင်လို့နေပေးမယ်ခဏလေးနှက်ပေးထားမယ်နော်အသားလေးနှက်ပေးထားတဲ့ချိန်မှာစီယိုးလေးတည်ပါမယ်ရှင်စီဆူလာပြီးဆိုတာနဲ့ကြက်သွန်ဖြူနဲ့ဂျင်းလေးထောင်းထားတာလေးထည့်ပြီးတော့စီသက်ပေးပါမယ်စီသက်တဲ့ထဲကိုစနွေးမုတ်လေးနဲ့ငယ်ထည့်ပေးပါမယ်ကြက်သွန်ဖြူနဲ့ဂျင်းလေးတွေနဲ့မှုေးလာပြီဆိုရင်စောနာနှက်ထားတဲ့အသားလေးကိုထည့်ပြီးတော့ကြော်ပေးမယ်ရှင်ပြီးရထက်အောက်လေးတွေမှွေပေးမယ်အသားလေးတွေနူးသွားအောင်လို့ရေလေးထည့်ပေးမယ်နော်ရေလေးထည့်ပြီးတော့အဖုံးလေးခဏလှက်ကြည့်မယ်ပြီးရင်သူ့ကိုအထက်အောက်လေးတစ်ခါလှန်ပြီးတော့မှွေပေးပါမယ်အခုလိုစီပြန်လာပြီဆိုရင်တော့အသားလေးတွေကိုဆယ်ပေးထားပါမယ်နော်ကိုကတကယ်လို့အသားကိုကျွတ်ကျွတ်လေးကြိုက်တယ်ဆိုရင်ထပ်ပြီးတော့ကြော်လို့ရပါတယ်အမကတော့ဒီအနေလေးပဲထားလိုက်ပါတယ်ရှင်စီအိုးတဲ့ကိုဒါကတော့ငရုတ်သီးတောက်လေးကိုအရင်ကြော်ပေးပါမယ်နော်ငရုတ်သီးတောက်လေးတွေကိုဆယ်ပေးမယ်ပြီးတာနဲ့ကြက်သွန်နီနှလုံးလှီးထားတာလေးထည့်ပြီးတော့အရင်စီသက်ပေးပါမယ်ဥနီလေးအရင်ထည့်ပေးပါမယ်ဘုံလာဥနီတစ်လုံးကိုအခုလိုစိုက်ကလေးတွေလှီးပေးထားတယ်ပန်းပွင့်လေးထည့်ပါတယ်နော်အသီးနှံကတော့ကိုကြိုက်နေတဲ့ရာကိုထည့်လို့ရပါတယ်ရှင်ဖဲသီးလေးကိုလည်းစိုက်သေးသေးလေးတွေလှီးပေးထားပါမယ်ဒါကတော့ငရုတ်ပွားပါငရုတ်ပွားကိုတတောက်ဒီမှာသုံးပေးထားပါတယ်နော်ငရုတ်ပွားလေးကိုလည်းခက်သေးသေးလေးတွေလှီးပြီးတော့ထည့်ပေးတယ်ရတာလေးတွေထည့်ပါမယ်စားလေးနဲ့ငယ်ထည့်ပါတယ်ကြက်သားမုတ်ထည့်တယ်တကြားလေးအနှဲငယ်ထည့်ပေးပါတယ်ရှင်ပြီးရင်ထက်အောင်လေးတွေနှံ့သွားအောင်လို့မှွေပေးမယ်ခရူးစီတစွန်းထည့်ပေးပါတယ်ပဲငပြာရဲ့အပြစ်ကိုအနှဲငယ်ထည့်ပေးပါတယ်နော်ပြီးရင်အားလုံးရတာလေးတွေမှွေပေးမယ်ခရမ်းကျင်သီးကိုတော့နောက်ဆုံးမှပဲထည့်ပေးပါတယ်ခရမ်းကျင်သီးလေးတွေထည့်ပြီးပြီဆိုရင်စောနာကဆယ်ထားတဲ့အသားလေးတွေကိုထည့်ပြီးတော့ချက်ပေးပါမယ်ရှင်အခုချက်ပြတဲ့ချက်နီးလေးကအရန်ကိုလည်းစားကောင်းတယ်ထမင်းစားလည်းမိန်စေပါတယ်ရှင်နောက်ဆုံးမှာတော့စောနာကကြော်ထားတဲ့ငရုတ်သီးတောက်လေးထည့်ပေးလိုက်မယ်ကဲခုဆိုရင်တော့အရန်ကိုရတာရှိပြီးတော့စားလို့ကောင်းတဲ့ဝက်ကုန်းမောင်ကြီးလေးရပါပြီရှင်